နားမပါဘူးဆိုတဲ့စကားလုံးကိုကြားဘူးပါလားဂီတထဲမှာနားမပါဘူးလို့ပြောရင်ကျွန်တော်တို့ဘာကိုသိရမလဲဆိုတော့ကျွန်တော်တို့တချင်းဆိုတဲ့အခါကျရင် pitch မမှန်တာကိုကျွန်တော်တို့ပြောတာဖြစ်ပါတယ်ပေါ့နော်ဒီနားမပါတဲ့သူတွေထဲမှာတင်ကိုယ်တိုင်လည်းဖြစ်နိုင်တယ်လို့တင်ရဲ့တငယ်ချင်းလည်းဖြစ်နိုင်ပါတယ်အဲကြောင့်မို့လို့ဒီဗီဒီယိုထဲမှာတေချာကျွန်တော်ပြောပြတဲ့အရာကိုတေချာနားထောင်ပြီးတော့နောက်ဆုံးမှာကိုယ့်ရဲ့ဂီတနားပေါ့နော်ပါမပါစစ်ကြည့်ရှင်တယ်ဆိုရင်ကျွန်တော် exercise လေးပေါ့နော်တန်စင်လေးတီးပေးပါမယ်အဲ့ဒါကိုလိုက်ဆိုကြည့်ပါတကယ်လို့ဆိုနိုင်တယ်ဆိုရင်တော့ဂီတနားပါတယ်ပေါ့နော်နားပါတဲ့သူဖြစ်တယ်ပေါ့တကယ်လို့မဆိုနိုင်ဘူးဆိုရင်နားမပါတဲ့သူထဲမှာပါတယ်ပေါ့နော်အဲကြောင့်မလို့နောက်ဆုံးကြရင်အဲ့ဒီ legend ခန်းလေးကို legend ရင်းနဲ့ဆိုရင်းနဲ့ကိုယ့်ရဲ့ pitch ကိုစစ်ကြည့်ပါ okay ပထမဆုံးအနေနဲ့ကျွန်တော်အားလုံးကိုပြောချင်တာတကယ်လို့နောက်ဆုံးမှာကိုအဲ့ဒီအတန်ပေါ့နော်ကိုယ့်ရဲ့ pitch ကိုစစ်တဲ့အခါမှာကိုယ့်ရဲ့ဂီတအတန်ပေါ့ကိုကနားမပါတဲ့သူဖြစ်လို့ရှိရင်စိတ်ကမကြပါနဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒါကပါလုပ်လို့ရလဲဆိုတော့လေ့ကျင့်ယူလို့ရပါတယ်တချင်နားထောင်ရင်နဲ့တချင်မြများဆိုရင်နဲ့ကျင့်သွားလို့ရတယ်လို့ instrument လေ့လာရင်နဲ့ကျင့်သွားလို့ရပါတယ်ဒီအတန်နားမပါတဲ့သူတွေထဲမှာ4%လောက်ပဲလေ့ကျင့်လို့နော် train လို့မရတဲ့အထဲမှာ4%လောက်ပဲရှိပါတယ်အဲကြောင့်မို့လို့နောက်ထပ်6%ကတော့ train ယူပြီးတော့အဲ့ဒီနားကိုနားပါအောင်ပေါ့နော်ဂီတနားပါအောင်လေ့ကျင့်လို့ရတယ်ဆိုတာပြောချင်ပါတယ်โอเคပထမဆုံးအနေနဲ့အားလုံးပို့ပြီးတော့တိအောင်နားမပါဘူးဆိုတာဘယ်လိုမျိုးလဲဆိုတာတိအောင်ပို့ပြီးတော့ရှင်းလင်းအောင်ကျွန်တော်စမ်းပြပေးမယ်နော်နားပါတဲ့သူဆိုရင် key ပေးတာနဲ့ဒီ pitch ကိုဒီ key ရဲ့ pitch ကိုမိအောင်ဆိုနိုင်တယ်နားထောင်ကြည့်နော် I just woke up from a dream ဒါနားပါတဲ့သူဆိုရင် pitch မှန်အောင်ဆိုလို့ရတယ်ပေးတဲ့ key နဲ့တကယ်လို့နားမပါဘူးဆိုရင်ဘယ်လိုမျိုးဆိုမလဲဆိုတာနားထောင်ကြည့်နော်ဥပမာနားမပါဆိုရင်ဒီလိုမျိုးဆိုလိုက်မယ်I just woke up from a dream ဆိုလိုချင်တာသူတို့ဆိုတဲ့ pitch ကမှန်နေပါတယ်သူဟာနဲ့သူပေါ့နော်ဒါပေမဲ့သူတို့ကဒီ instrument ရဲ့ key နဲ့မိအောင်ပေါ့နော်မဆိုနိုင်တဲ့သူတွေဖြစ်ပါတယ်ပေါ့နော်โอเคအခုဒီထိနားထောင်လာပြီဆိုရင်တီးလောက်ပြီပေါ့နော်ကျွန်တော်တို့ pitch မမှန်လို့ရှင်နားမပါဘူးလို့ခေါ်တာဆိုတာလေအဲကြောင့်မလို့အခုနားထောင်ကြည့်ပါတကယ်လို့ကိုနားထောင်ရင်လည်းကိုဆိုထွက်လာတဲ့အတန်က pitch ညီတယ်ဆိုရင်ကျွန်တော်တို့နားပါတယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့အခုကျွန်တော်တီးပေးမဲ့ key ကိုမိအောင်လိုက်မဆိုဘူးနိုင်ဘူးဆိုရင်ကိုကနားမပါတဲ့သူဖြစ်လိမ့်မယ်အဲ့ဒါတော့တကယ်လို့ကိုကလိုက်ဆိုတယ်ပြီးတော့ကိုတိုင်နားထောင်တာမတီးလို့ရှင်ကျွန်တော်နားထောင်ခိုင်းစေချင်တယ်ဆိုရင်ကိုရဲ့တငယ်ချင်းပဲဖြစ်အိမ်ကလူပဲဖြစ်ဖုန်းကိုယူလာပြီးတော့အဲ့ဒီဗီဒီယိုကိုအခုကျွန်တော်တီးမဲ့တန်စင်ကိုဖွင့်ပါပြီးတော့ကိုရဲ့ဖုန်းနဲ့ record လုပ်ပါလုပ်ပြီးတော့ဒီဗီဒီယိုရဲ့ comment မှာပြန်လာပြလို့ရပါတယ်ပြီးရင်ကျွန်တော်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်โอเคနော်ကဲအခုကျွန်တော်3 key တီးပေးပါမယ်โอเคနော်3 key ထဲမှာကျွန်တော်တို့ဘယ်လိုမျိုးဆိုမလဲဆိုတော့တီဂီတာနာမပါတူမဟုတ်ပါလို့အဲ့လိုမျိုးဆိုမယ်เนาะငါတီဂီတာနာမပါတူမဟုတ်ပါလို့ကျွန်တော်တို့ဆိုမယ်เนาะအဲ့ဒါကိုကျွန်တော်3 key နဲ့တီးပေးပါမယ်တကယ်လို့ကိုက pitch မှန်အောင်လိုက်ဆိုနိုင်တယ်ဆိုရင်ကိုကနားပါတယ်သူဖြစ်တယ်တကယ်လို့လိုက်မဆိုနိုင်ဘူးဆိုရင်နားမပါတယ်သူဖြစ်လိမ့်မယ်โอเคနော်ကဲပထမဆုံးအနေနဲ့ကျွန်တော်အရင်ဆိုမယ်ပြီးရင်ကျွန်တော်ဆိုပြီးသားလို့ကျွန်တော်1 2 3 go လို့ပြောတာ ਨੇ အားလုံးအနေနဲ့ဆိုကြည့်မယ်โอเคနော်3 key စလုံးကိုကျွန်တော်ရင်ဆိုမယ်ပြီးတော့ကျွန်တော်1 2 3 go ပြောပြီးတာ ਨੇ အားလုံးလိုက်ဆိုမယ်โอเคနော်ငါတီဂီတာနာမပါတူမဟုတ်ပါ2 3 go နောက်တစ် key ကျွန်တော်ရင်ဆိုပါမယ်ငါတီဂီတာနာမပါတူမဟုတ်ပါ2 3 go နောက်တစ် key သွားမယ်နော်3 go ငါတီဂီတာနာမပါတူမဟုတ်ပါ2 3 go
Okay ဆိုကြည့်ပါတကယ်လို့ဆိုပြီးသွားလို့ကိုဆိုတာကိုရဲ့အတန်ပေါ့နော် pitch ညီမညီတိချင်တယ်ဆိုရင်ကိုဆိုထားတဲ့အတန်ကို comment မှာ file အနေနဲ့လာပို့ပေးလို့ရပါတယ်ပြီးကျွန်တော်စစ်ပေးပါမယ်ပြီးတော့အန်လုံးအနေနဲ့မေးခွန်းရှိတယ်ဆိုရင်လည်း comment မှာလာမေးထားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ခင်ဗျာ bye bye